ဘရန်ဒိုရဲ့သွေးကြီးစကားကိုတုံ့ပြန်လိုက်တဲ့လာမရမယ်ပရိသတ်များလုံးပဲမင်္ဂလာများမက်ဆီ55 Auto Channel လေးကနေပြန်လည်ကြိုလိုက်ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုနဲ့လီယိုနယ်မက်ဆီဘယ်သူကစိတ်ကြီးလဲဆိုတဲ့မေးခွန်းကိုဘောလုံးလောကထဲမှာအဖြေရှာလာကြတာနှစ်ပေါင်းများစွာကြာနေခဲ့ပါပြီဒီကစားမနှစ်ယောက်ကလည်းတခြားဘယ်သူမှလိုင်းမမီနိုင်လောက်တဲ့အရေးချင်းတွေအောင်မြင်မှုတွေနဲ့ဘောလုံးလောကကိုအကြကြီးကြီးစိုးထားခဲ့ပါတယ်ခေတ်ဆက်ဆက်မှာစိတ်ကြီးနှစ်ယောက်ရဲ့နေရာကိုဘယ်ကစားသမားတွေဆက်ခံမလဲဆိုတာအများနဲ့ခံမှန်းခဲ့ကြပေမဲ့ဒီစစ်တမ်းကိုရောက်ရှိတဲ့ကစားသမားကတော့တယောက်တလေမှတော့မရှိခဲ့ပါဘူးအခုတော့ဘောလုံးလောကအတွက်စိတ်လှုပ်ရှားစရာမျှော်လင့်ချက်လေးတခုပေါ်ပေါက်လာနေပါတယ်။လာမင်းရော်မယ်ဟာအသက်16နှစ်မပြည့်ခင်မှာတင်လာလီဂါနှလုံးနဲ့ယူရို2024အပါအဝင်ဆိုလာအောင်မြင်မှုတွေအများကြီးရရှိထားပါတယ်။ဒီရာသီမှာလည်းရာမယ်ကဟန်စီဖလစ်ရဲ့အကောင်းဆုံးတိုက်စစ်အတွဲမှာအဓိကကစားမအဖြစ်ပါဝင်ပေးထားပါတယ်။ရာမယ်ကဘာစီလိုနာရဲ့ပြည်တွင်းဖလား3လုံးအောင်ပွဲမှာအရေးကြီးတဲ့နေရာကနေပါဝင်နေပြီးဂိုးပါဝင်ပတ်သက်မှု43ချိန်အထိပြုလုပ်ထားနိုင်ပါတယ်။ဒါကြောင့်လည်းရာမယ်ကဒီနေ့အတွက်ဘောလုံးဒီယောက်ဆုစင်းမှာစကားတင်တယောက်အဖြစ်နာမည်ကြီးနေတာပါ။အင်တာဗျူးတစ်ခုမှာရာမယ်ကိုရိုနယ်ဒိုရဲ့စကားတစ်ခုနဲ့ပတ်သက်လို့မေးမြန်းခဲ့ပြီးရာမယ်ကလည်းစိတ်ဝင်စားစရာပြန်ဖြေပေးခဲ့ပါတယ်။ဒီနေ့စောပိုင်းမှာတော့ရိုနယ်ဒိုဟာသူတာလင်လီယိုနယ်မက်ဆီဒီယေဂိုမာရာဒိုနာပီလီလူငယ်လေးလာမဲရာမယ်တို့အားလုံးထက်ပိုကောင်းတဲ့ဂိုးစစ်ဖြစ်ကြောင်းကြွေးကြော်ခဲ့ပါတယ်။ဒီစကားနဲ့ပတ်သက်ပြီးကိုပီသတင်းဌာနနဲ့အင်တာဗျူးမှာရာမယ်ရဲ့အမြင်ကိုမေးမြန်းခဲ့ပါတယ်။ဒီနောက်ကရာမယ်ကိုသူ့ကိုယ်သူအကောင်းဆုံးကစားမလို့ပြောရမှာရှက်လားလို့မေးခဲ့တာပါ။ရေဒိုကတော့သူဟာအကောင်းဆုံးကစားမလို့ဒီတိုင်းပြောခဲ့ပြီးလူတွေကရေဒိုကိုမကောင်းတဲ့သူအဖြစ်ဝေဖန်ကုန်ကြပါတယ်။ဒီတော့ရာမယ်ကရောသူ့ကိုယ်သူဘောလုံးဒီယောနဲ့ထိုက်တန်နဲ့ထင်လားလို့သတင်းနောက်ကမေးလာခဲ့ပါတယ်။ဒီတစ်ခါမှာရာမယ်ကဒီကိစ္စကိုသူကြိုတွေးမထားကြောင်းတုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။ဘောလုံးဒီယောစုရဖို့အကြောင်းကိုတွေးမိလိုက်တာနဲ့ပြဿနာတက်သွားနိုင်ပါတယ်။ကစားခွင့်ရဖို့အနိုင်ရဖို့ကိုပဲတွေးထားရင်စုဆိုတာအလိုလိုနောက်ကနေလိုက်လာတယ်။တကယ်လို့နောက်နှစ်မှာချန်ပီယံလိနဲ့ကမ္ဘာဖလားရခဲ့ရင်ကျွန်တော်ဘောလုံးဒီယောစုလည်းရနိုင်ပါတယ်။ဒီတော့ပျော်ပျော်ရွှင်ရွှင်ကစားရင်းအချိန်တန်ရင်ရလာလိမ့်မယ်လို့တွေးထားပါတယ်လို့ရာမယ်ကပြန်ဖြေခဲ့ပါတယ်။ရာမယ်ကတကယ်လည်းဒီဟာဒီမှာဘောလုံးဒီယောစုရဖို့ခက်ခဲနေဦးမှာပါ။စကားနေပြိုင်ဘက်တွေကအသင်းပေါ်ရာဖင်ညာအေဂျင့်နယ်ဖျားကြီးမိုဟာမက်ဆာလန်နဲ့ချန်ပီယံလိရရှိထားတဲ့ဒန်မီလီတို့ဖြစ်နေတာမို့ရာမယ်အနေနဲ့ထပ်ပြီးစိတ်ရှည်ဖို့တော့လိုနေပါသေးတယ်။ဘောလုံးဒီယောစုရရှိခဲ့တဲ့အသက်ငယ်ဆုံးစားမဟာဒိုဂျီလို့သိကြတဲ့ရန်ဒိုနာဇာရီယိုဖြစ်ပြီးအသက်21နှစ်နဲ့3လမှာဆုရရှိခဲ့ပါတယ်။ရာမယ်က2028ဆိုရင်တော့အသက်22နှစ်နဲ့2လပဲရှိအောင်မှာမို့နောက်ထပ်4နှစ်အတွင်းဘောလုံးဒီယောစုရလိုက်တာနဲ့တင်အသက်အငယ်ဆုံးစံချိန်သစ်တင်နိုင်သွားမှာဖြစ်ပါတယ်။ရန်ဒိုကဒီနှစ်မှာအကောင်းဆုံးစားမတွေကတယောက်ဆိုတာကတော့အမှန်ပါပဲ။ရန်ဒိုကဆွာလီပရိုလိသွင်းကို25ဂိုးထိသွင်းယူပေးခဲ့ပြီးနှစ်နှစ်ဆက်တိုင်းရှီမနက်ဆုရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းအန်နက်ဆာကတော့ရန်ဒိုကစားခဲ့တဲ့နှစ်နှစ်ခွဲအတွင်းဆိုလားအောင်မြင်မှုတွေမရရှိခဲ့တာကြောင့်ရန်ဒိုကတော့စိတ်ပြတ်နေပါတယ်။ရန်ဒိုကအခုဆိုရင်ဆော်ရီအသင်းအန်နက်ဆာနဲ့စာချုပ်တက်တန်းကုန်ဆုံးဖို့ရပ်ပိုင်းပဲလိုပါတော့တယ်။ရန်ဒိုကကလပ်ဝေါ်ကပ်အသင်းမှာပါဝင်ကစားဖို့စဉ်းစားနေပြီးဆော်ဒီကနေထွက်ခွာနိုင်တယ်လို့သတင်းတွေကဖော်ပြနေကြပါတယ်။ရာမယ်ကတော့စပိန်အသင်းနဲ့အတူအလုံများအောင်မှာဖြစ်ပြီးနေရှင်လိဆီမီဖိုင်နယ်မှာပြင်သစ်အသင်းနဲ့ရင်ဆိုင်သွားရမှာပါ။တကယ်လို့ဖိုင်နယ်ကိုတက်နိုင်မယ်ဆိုရင်တစ်ဖက်ကဂျာမနီဒါမှမဟုတ်ပေါ်တူဂီနဲ့တွေ့ဆုံရမှာဖြစ်တာကြောင့်ရာမယ်နဲ့ရိုနယ်ဒိုတို့ထိတိုက်တွေ့ဆုံကြတာကိုမြင်တွေ့ရနိုင်ပါတယ်။အကောက်ခွင့်ဆက်သွယ်ကစားခြင်းတော့ထိုင်းမှရွှေမြန်မာညီကိုများအတွက်လိုင်းစိန် ID @messi55auto ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။